တန်ត្រာဝိစင်းရဲ့ပေါင်းမကင်းလို့ရမှန်နိဗ္ဗာန်နဲ့လူတွေဝိစင်းရဲ့ဝိဒုက္ခတွေကြုံရဆုံရခံစားရမှာသိကြောက်တယ်အားကြောင့်တို့လူနေတဲ့လူတွေကလူမတွေအကုန်လုံးဝိကျွေးဆိုတာခင်ဗျားတို့ကျွန်တော်လူမပြောနဲ့ဖယားတောင်မလွတ်ပါဘူးဖယားတောင်ဝိကျွေးရှိရင်ဆက်ရတယ်အဲ့တော့ဝိကျွေးတကယ်ကြီးလိုက်တိတ်ကြောက်စရာကောင်းအရင်တုန်းကကောင်းမလေးတယောက်ရှိသူ့နာမည်ကလှလွန်းနာမည်နဲ့လိုက်အောင်တကယ်လဲချောတကယ်လဲလှအဲ့ဒါမလာလွန်းနဲ့တရားလုံးကချစ်စနိုးနဲ့ခေါ်ကြမလာလွန်းလေးအရွယ်ရောက်လာတော့မိဘတွေကတာဝန်ဝတ္တရားရှိတဲ့အတိုင်းတနေ့ကြီးမှရှိတဲ့တောင်သူပွဲစားတထေးသားတယောက်နဲ့မလာလွန်းလေးကိုလက်ထပ်ပေးလိုက်အဲ့ဒါမလာလွန်းလေးကသူ့ယောက်ျားနောက်ကိုလိုက်သွားရတယ်မိဘတွေထားပြီးယောက်ျားနောက်ကိုလိုက်သွားတယ်ယောက်ျားဖြစ်တဲ့သူကလည်းကုံဝဲထွက်လိုက်ပြန်လာလိုက်ကုံဝဲထွက်လိုက်ပြန်လာလိုက်ဒီနေ့မလာလွန်းခါတောင်သူပွဲသားတထေးသားနဲ့ရတဲ့ကိုဝင်အရက်မာလီလွယ်ထားရတယ်အဲ့တော့မိန်းမတို့သဘာဝမိဘကနီးမှာအနာမှာယောက်ျားရှိရင်ရှိမရှိရင်မိဘဟင်ရှိမှမိဖွားရတာအားရှိအဲ့တော့မလာလို့စဉ်းစားတယ်ယောက်ျားဖြစ်တဲ့သူကလည်းကိုယ်ဝယ်ထွက်နေတာအနာမကတ်နိုင်ငါယောက်ျားငါနားမှာမနေနိုင်ရင်ငါမိဖွားကနီးမှာငါမိဘတွေစီပြန်ပြီးမိဖွားရင်ကောင်းမယ်ဆိုပြီးမလာလို့ဆုံးဖြတ်ချက်ချသူ့မိဘတွေရှိတဲ့ရွာကိုပြန်ပြီးတော့မလာလို့မိဖွားပြန်ရင်နဲ့လမ်းမှာဇယက်ကလေးတစ်ခုတွေ့လို့မလာလုံးကပင်မနေဆိုပြီးဇယက်ပေါ်မှာခဏဝင်ပြီးတော့နားအဲ့လိုမလာလုံးဇယက်ပေါ်မှာဝင်ပြီးနားနေတော့ကန်ဆိုးကျင်တော့အဲ့ဒီဇယက်ပေါ်မှာနေဘိုက်နေမလာလုံးခလေးမွေးချင်အဲ့တော့မလာလုံးဟာအကူကြီးတောင်းမယ်ကြံတော်လေတောထဲမှာလူတူကလည်းမရှိမလာလွန်တယောက်ထဲအဲ့တော့မလာလွန်ကဇရက်တိုင်ကိုကြစ်ကြစ်ပါအောင်စုပ်ကန်ပြီးလက်သည်မပါပဲတက်ရောက်ထဲကလေးမွေးယောက်ျားလေးမွေးလာတဲ့သားလေးကိုကြည့်ပြီးတော့သားကြီးလှလိုက်တာသားရဲ့ချစ်စရာကောင်းလိုက်တာငါသားရဲ့ခုတော့ငါသားလေးရဲ့မျက်နှာကိုမြင်ရပြီဆိုပြီးမလာလွန်းပျော်ပျော်ရွှင်ရွှင်နဲ့သူ့သားလေးကိုမိဖွားထားတဲ့ညင်ကြီးတွေကိုသုတ်ပစိုးလေးနဲ့ထွေးပြီးဇရက်ပေါ်မှာခဏတင်းခဲ့မလာလွန်းကမိဖွားထားတဲ့အညင်ကြီးတွေကိုသွားပြီးတော့မျက်စိမှာရည်စီးကလေးလေးတယောက်ချင်းဇရက်ပေါ်အဲ့တော့လက်ကုန်တယ်တွေကမလာလို့ရဲ့သားလေးရှိတဲ့ဇရက်ဘေးကနေဖြတ်မောင်းခလေးကငိုတာပေါ့အိုဝဲနဲ့ငိုတာကိုလက်ကုန်တယ်တွေကဟာဇရက်ပေါ်မှာခလေးလေးတယောက်ပါလားရက်ဆက်လိုက်ကြတဲ့လူတွေကိုယ့်ဘာသာကိုဖြစ်ကျင်တယ်လို့ဖြစ်ပြီးဘာမှအပြစ်မရှိတဲ့ကလေးဇရက်ပေါ်မှာပြစ်ထားကြတယ်တနာစရာကောင်းလိုက်တာဆိုပြီးလဲဦးစီးကပိုင်ရှင်မရှိဘူးမှတ်ပြီးမလာလွန်းရဲ့သားလေးကိုခေါ်သွားမလာလွန်းကတော့မသိချဘူးမြေစိမ်မှာရေစေးအညစ်အကြေးတွေစေးပြီးပြန်လာတော့ဇရက်ပေါ်မှာသူ့သားလေးကိုမတွေ့တော့သားရဲ့အမေစီကိုပြန်လာပါသားရဲ့နဲ့တကြောမလာလုံးကတ
တော်ထဲမှာပတ်ပြီးသူ့သားလေးကိုလိုက်ရှာကန်ဆိုးကျင်တော့သူ့သားနဲ့မတွေ့ပဲဓမြပြီနဲ့သွားတွေ့ဟဲ့ရှိတာကုန်ထုတ်ကျမဘာမှမရှိပါဘူးရှင်ကျမသားလေးပြောလို့ရှာနေတာပါရှင်ကျမသားကိုတွေ့ရင်ပြောကြပါဓမြပြီကမလာလုံးကိုသေချာကြည့်ဟာတော်တော်လှတာပဲဒီလောက်လှတဲ့ကလေးမှဘာပစ္စည်းမှပါလဲငါလူယူတယ်ကွာဆိုပြီးဓမြတွေကမလာလုံးကိုခေါ်သွားတယ်အဲ့တော့မလာလုံးဟာသူ့သားနဲ့မတွေ့တဲ့အပြင်ဓမြမိန်းမဖြစ်ပြန်ရောမလာလုံးတူတူဓမြတွေနဲ့ပေါင်းသိနေထိုင်လာလိုက်တာသမီးတယောက်ထပ်မွေးလာတဲ့သမီးလေးကိုလည်းမလာလို့ချစ်တာသမီးလေးကိုရင်ခွင်ထဲမှာထက်အေးအိုနဲ့အိပ်ပါတော့သမီးရဲ့သူ့သမီးလေးချော့သိအဲ့အချိန်မှာဓမြမူးပြီးပြန်လာဟေးလာလွန်းငါ့ကိုသမီးကူးခဲ့စမ်းလို့ပြောတာမလာလွန်းကကလေးနိုးတိုင်နေတဲ့ဇောနဲ့မကြောက်ဘူးပေါ့ဒါကိုသူခေါ်တာမကြားရမလားဆိုပြီးမလာလွန်းရဲ့နောက်ကျောကိုစောင့်ကန်လိုက်တာရင်ခွင်ထဲမှာနိုးတိုင်နေတဲ့သမီးဟာလွတ်ထွက်ပြီးဂရင်ဆောင်နဲ့ခေါင်းနဲ့တိုက်မိပြီးခေါင်းဟတ်တာကွဲသွားသမီးရေငါသမီးလေးသိပြီထင်တယ်မလာလွန်းသူ့သမီးလေးကိုကောက်ပွေလိုက်တော့ခေါင်းမှာသွေးတွေရဲနေတာကိုမြင်ရဒီဓမြနဲ့ပေါင်းရင်တော့တနေ့ငါလည်းတတ်မှာပဲဆိုပြီးမလာလွန်းဟာသမီးလေးကိုထားခဲ့ပြီးတယောက်တည်းထွက်ပြီး